ပွဲစဉ်ကအာဆင်နယ်က10 ပွဲကြံဖြစ်သွားတယ် ဟုတ် Manchester City က10 ပွဲကြံဖြစ်သွားတယ်ဆိုတော့ကျွန်တော်အမှန်တမ်းပြောရရှိတယ်ဘာကြောင့်လဲဒီ point question အသာရတဲ့အနေအထားနဲ့ပြောရတာဘာကြောင့်ပြောသလဲဆိုတော့ကျွန်တော်ယုံကြည်လို့ပြောတာ ဟုတ်ကဲ့ အာဆင်နယ်ယုံချန်ပီယံဖြစ်မဲ့ယုံကြည်လို့ပြောတာအဲ့ယုံကြည်မှုတော့ဘာပါလဲဆိုတော့ point question တပွဲတော့ပို့ထားတယ်ငါမှတ်တာနေတာပါတယ်အဲ့မှန်သွားခြင်းကရှင်းမအဲ့လောက်ကြီးတန်ဖိုးကြီးနေတာမဟုတ်ဘူးအဲ့ဒါတကယ်အမှန်တရားကိုပြောနော်မှားရင်လည်းမှားသွားမှာပဲ တော့ ဆိုတော့ဟိုနားလည်စေချင်တာကဒီအမှန်သွားခြင်းကကျွန်တော်ကပရဟိတ်ကြီးဖြစ်သွားတာမဟုတ်ဘူးဒီကိုကတွေးထားတဲ့တင်ချာ model လမ်းကြောင်းတစ်ခုနော်အဲ့တင်ချာ model လမ်းကြောင်းတစ်ခုဟာအလုပ်ဖြစ်သွားတာအလုပ်ဖြစ်သွားတဲ့အတွက်မှန်သွားတာအဲ့ထက်မပူဘူးဒါပွင့်လင်းပြောတာဖြစ်နိုင်ကြီးအရာဆိုရင်တော့၄သိန်းနဲ့တသိန်းဆိုတဲ့အတွက်ခတ်သွားပြီအဲ့ model အရာဆိုလေစောစောနီလန်းနေနေပဲ Chelsea ကစားမဲ့ opponent နေရဲ့ difficulty rating ကိုကျွန်တော်ထုတ်တယ်ဟုတ်ကဲ့အဲ့ rating အရာ Chelsea ကတခြားအသင်းတွေထက်အများကြီးပိုကျက်တယ်နည်းနည်းမဟုတ်